ဒီနေ့ဗီဒီယိုလေးမှာတော့ common noun နဲ့ proper nouns အကြောင်းကိုသင်ကြားပြသပေးသွားမှာဖြစ်ပါတယ်။ Hello everyone, I am teacher Kevin. Today in my video, I want to teach you about common nouns and proper nouns. အားလုံးပဲမင်္ဂလာပါ။ကျွန်တော်တော့ teacher Kevin ပဲဖြစ်ပါတယ်။ဒီနေ့နောက်ရဲ့ဗီဒီယိုလေးမှာတော့ noun အကြောင်းကိုရှင်းမယ်။ noun အမျိုးအစားတွေကိုပြောပြပြီးတဲ့အခါမှာ common noun နဲ့ proper nouns အကြောင်းကိုအသေးစိတ်ရှင်းလင်းပြောကြားပေးသွားမှာပဲဖြစ်ပါတယ်။ဟုတ်ပါပြီ nouns ဆိုတာကတော့နာမ်များနာမ်ဆိုတာကတော့ဘာလို့ဆိုရင်ကျွန်တော်တို့ရဲ့နာမည်မှန်သမျှကိုကျွန်တော်တို့က nouns နာမ်လို့ခေါ်ပါတယ်အဲ့ဒီနာမ်ကိုမျိုးစားတွေအဖြစ်ဘယ်လိုခွဲလို့ရလဲဆိုရင် common nouns အများဆိုင်နာမ် proper nouns ထည့်ဦးဆိုင်နာမ် singular nouns တစ်ခုကိန်းနာမ် plural nouns အများကိန်းနာမ် collective nouns အစုပြနာမ် masculine nouns အထီးသဘောဆောင်သောနာမ် feminine nouns အမသဘောဆောင်သောနာမ်ဆိုပြီးတော့အခါမှာအမျိုးအစားတွေခွဲလို့ရပါတယ်။ဒါပေမဲ့နောက်ရဲ့ဒီနေ့ဗီဒီယိုလေးမှာတော့ common noun နဲ့ proper nouns အကြောင်းကိုအသေးစိတ်ရှင်းလင်းပြောကြားပေးသွားမှာပဲဖြစ်ပါတယ်။ Common nouns Nouns are divided into common nouns and proper nouns. Noun တွေကိုကျွန်တော်တို့ကဘာလို့ဆိုရင် common noun နဲ့ proper noun ဆိုပြီးတော့လည်းခွဲခြားလို့ရပါတယ်။အဲ့ကမှာဆိုရင် common nouns အများဆိုင်နာမ်ဆိုတာ are words or common nouns are words for people, animals, places or things. အများဆိုင်နာမ်ဆိုတာလူနဲ့လူတွေအတွက်စကားလုံးတွေတိရစ္ဆာန်တွေအတွက်စကားလုံးတွေနေရာတွေအတွက်စကားလုံးတွေအရာဝတ္ထုတွေနဲ့သက်ဆိုင်တဲ့စကားလုံးတွေအားလုံးကိုကျွန်တော်တို့ကဘာလို့ဆိုရင် common nouns လို့ခေါ်တာပဲဖြစ်ပါတယ်။ဥပမာပြောရမယ်ဆိုရင်လူနဲ့ဆိုင်တဲ့ common nouns တွေဆိုတာဘာလဲဆိုရင် actor မင်းသား lawyer ရှေ့နေ aunt အဒေါ် judge ဒိုင် baby ကလေး man မျိုးသား baker မုတ်ဖုတ်သမား nurse သူနာပြု cook စဖို့မှု dentist သွားဆရာဝန် singer အဆိုတော် doctor ဆရာဝန် soldier စစ်သား teacher ဆရာဆရာမ clown လူရှင်တော်လိုပဲဖြစ်ပါတယ်ဟုတ်ပါပြီနောက်တစ်ခါတိရစ္ဆာန်နဲ့ဆောင်တဲ့ common nouns တွေကဘာရှိလဲဆိုရင်ဥပမာအဖြစ်ပြောရမယ်ဆိုရင် cat ကြောင် goose ဘဲငယ် cow နွားမ hen ကြက်မ dog ခွေး horse မြင်း dolphin လင်းပိုင် mouse ကြွက် duck ဘဲ parrot ကြက်တူရွေး fish ငါ shark ငမက်အစရှိသဖြင့်ဒီစကားလုံးတွေဆိုတာတိရစ္ဆာန်နဲ့ဆိုင်တဲ့ common noun အများဆိုင်တဲ့နေပဲဖြစ်ပါတယ်နောက်တစ်ခုနေရာနဲ့ဆိုင်တဲ့ common nouns တွေဆိုတာဘယ်လိုတွေပြောတာလဲဆိုရင်ဥပမာဖြင့် airport လေဆိပ်ဘယ်နေရာမှာရှိတဲ့လေဆိပ်မဆို airport လေဆိပ်လို့ခေါ်ပါတယ် market ဈေး cave လှိုဏ်ဂူ mountain တောင် church ဘုရားကျောင်း playground ကစားကွင်း farm လယ်ကွင်း restaurant စားသောက်ဆိုင် hill တောင်ကုန်း school ကျောင်း hospital ဆေးရုံ seashore ပင်လယ်ကမ်းခြေ hotel ဟိုတယ် stadium ကစားကွင်း island ကျွန်းနဲ့ temple ဘုရားကျောင်းအစရှိတဲ့စကားလုံးတွေပဲဖြစ်ပါတယ်ဒါအပြင်ကျွန်တော်တို့အရာဝတ္ထုနဲ့ဆိုင်တဲ့ common nouns တွေဆိုတာဘာလဲဆိုရင် bag, egg, kite, sun, box, တစ်တာ ladder, လှေကား bread, ပါမုတ် lamp, မီးအိမ် can, သံဘူး picture, ရုပ်ပုံကားချက် share, ကုလားထိုင် radio, cap, ခွက် train, မီးရထား desk, ခုံဆောင် truck, ကုန်တင်ကား door, တံခါး egg, ကြက်ဥအစရှိသဖြင့်ဒီစကားလုံးတွေဟာဆိုရင်ကျွန်တော်တို့က common noun တွေပဲဖြစ်ပါတယ်အဲကြတော့ common noun ဆိုတာဘာလို့ဆိုရင်လူအားလုံးနဲ့ဆိုင်တဲ့နေရာအားလုံးနဲ့ဆိုင်တဲ့အရာဝတ္ထုအားလုံးနဲ့ဆိုင်တဲ့တိရစ္ဆာန်အားလုံးနဲ့ဆိုင်တဲ့ noun တွေအားလုံးကိုကျွန်တော်တို့ကဘာလို့ဆိုရင် common noun လို့ခေါ်ပါတယ်ဟုတ်ပါပြီအဲ့ဒါဆိုရင် common noun ဆိုတာအဲ့လိုဆိုရင် proper noun ဆိုတာဘယ်လိုလဲဆိုတာကျွန်တော်တို့ဆက်ပြီးတော့ကြည့်လိုက်ကြရအောင်ပါ proper nouns are names for particular people, places or things. Proper noun ထည့်ဦးဆိုင်နာမ်ဆိုတာဘာလို့ဆိုရင် particular people, places or things တီးခြားလူတစ်ယောက်ချင်းစီနေရာတစ်ခုချင်းစီအရာဝတ္ထုတစ်ခုချင်းစီရဲ့နာမည်တွေကိုကျွန်တော်တို့က proper noun လို့ခေါ်ပါတယ်အဲ့ဒီကမှာဆိုရင် they always begin with a capital letter ကျွန်တော်တို့ပြောခဲ့ပြီးသားအတိုင်း proper nouns တွေရဲ့အစမှာတော့ကျွန်တော်တို့က capital letter အကြီးစလုံးတွေကိုသုံးပြရမှာပဲဖြစ်ပါတယ်ဥပမာမျိုးပြောရမယ်ဆိုရင်လူနဲ့ဆိုင်တဲ့ sorry ပါဒီဥစ္စာကဘာလို့ဆိုရင်လူနဲ့ဆိုင်တဲ့ common noun မဟုတ်ဘူးလူနဲ့ဆိုင်တဲ့ proper noun ပါလူနဲ့ဆိုင်တဲ့ proper noun တွေကဘာလဲဆိုရင်ဥပမာမျိုးပြောရမယ်ဆိုရင် Alibaba, Florence Nightingale, Pauline, Johnny Depp, Harry Potter, Patrick, Pinocchio, Robin Hood
teacher Calvin အစရှိသဖြင့်လူတဦးချင်းစီနဲ့ဆိုင်တဲ့နာမည်တွေအားလုံးကဘာလို့ဆိုရင်လူနဲ့ဆိုင်တဲ့ proper nouns တွေဖြစ်ပါတယ်ဟုတ်ပါပြီဒါအပြင်ကျွန်တော်တို့ကနိုင်ငံနဲ့လူမျိုးတွေရဲ့နာမည်တွေကလည်းကျွန်တော်တို့ proper nouns တွေပဲဖြစ်ပါတယ်ဥပမာပြောမယ်ဆိုရင် America အခုတော့ United States of America ပဲเนาะ America American နိုင်ငံ Americans American လူမျိုး Egypt နိုင်ငံ Egyptian Egypt လူမျိုး India နိုင်ငံ India လူမျိုး Japan နိုင်ငံ The Japanese Japan လူမျိုး Korea နိုင်ငံ Koreans Korea လူမျိုးမြန်မာဒါမှမဟုတ်ကျွန်တော်တို့မြန်မာနိုင်ငံကအပြည့်အစုံအဆိုရင် The Republic of the Union of Myanmar ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံเนาะလူမျိုးကတော့မြန်မာလူမျိုးပေါ့ Thailand ထိုင်းနိုင်ငံ ထိုင်းလူမျိုးပေါ့เนาะအဲ့လိုအစားရှိသဖြင့်နိုင်ငံရဲ့နာမည်တွေနဲ့လူမျိုးတွေရဲ့နာမည်တွေကလည်းကျွန်တော်တို့ proper nouns တွေပဲဖြစ်ပါတယ်နောက်တစ်ခုမြို့တော်တွေမြို့တွေအထင်ကရနေရာတွေရဲ့နာမည်တွေကလည်းကျွန်တော်တို့ proper nouns တွေပဲဖြစ်ပါတယ်ဥပမာပြောမယ်ဆိုရင် Bangkok မြို့ New Delhi မြို့ London မြို့ New York မြို့ Paris ပြင်သစ်မြို့ The Eiffel Tower ပြင်သစ်ရဲ့ Eiffel Tower ဒါအပြင်Mandalay မြို့ ရန်ကုန်မြို့နေပြည်တော်မြို့ပျော်ပွဲမြို့ The ရွှေတကုန်း Pagoda ရွှေတကုန်းဘုရား The National Museum အမျိုးသားပြတိုက်အစရှိသဖြင့်ဘာလို့ဆိုရင်ဒီလိုမြို့တွေရဲ့နာမည်တွေမြို့တော်တွေရဲ့နာမည်တွေအထင်ကရတွေရဲ့နာမည်တွေကလည်းဘာလို့ဆိုရင် proper nouns တွေပဲဖြစ်ပါတယ်နောက်တစ်ခုနေ့တွေလတွေရဲ့နာမည်တွေကလည်းကျွန်တော်တို့ proper nouns တွေပဲဖြစ်ပါတယ်နေ့တွေဆိုရင်ဥပမာဖြင့် Sunday Monday Tuesday Wednesday Thursday Friday Saturday အစရှိသဖြင့်နေ့တွေရဲ့နာမည်တွေကလည်းကျွန်တော်တို့ proper nouns တွေပဲဖြစ်ပါတယ်ဒါအပြင် January February March April May June July August September October November December အစရှိသဖြင့်ဒီလတွေရဲ့နာမည်တွေကလည်းကျွန်တော်တို့ဘာလို့ဆိုရင် proper nouns တွေပဲဖြစ်ပါတယ်ဒါအပြင်တောင်တွေပင်လယ်သမုဒ္ဒရာတွေမြစ်ချောင်းတွေအင်းအိုင်တွေရဲ့နာမည်တွေကလည်းကျွန်တော်တို့ proper nouns တွေပဲဖြစ်ပါတယ်ဥပမာပြောမယ်ဆိုရင် The Alps ဧဝရက်တောင်တန်း The Dead Sea ပင်လယ်သေ Mount Fuji တောင် The Himalaya ဟိမဝန္တာတောင်တန်း The Pacific Ocean ပစိဖိတ်သမုဒ္ဒရာ The Yellow River မြစ်ဝါမြစ်ပေါ့เนาะအစရှိသဖြင့်တောင်တွေသမုဒ္ဒရာတွေမြစ်ချောင်းတွေအင်းအိုင်တွေရဲ့နာမည်တွေကလည်းကျွန်တော်တို့ proper nouns တွေပဲဖြစ်ပါတယ်နောက်တစ်ခုနောက်ဆုံးအနေနဲ့ပြောရမယ်ဆိုရင်တော့ပွဲတော်တွေအထူးအခမ်းအနားတွေအားလျက်တွေရဲ့နာမည်တွေကလည်း proper nouns တွေပဲဖြစ်ပါတယ်ဥပမာပြောရမယ်ဆိုရင် Christmas ပွဲတော် Labor Day အလုပ်သမားနေ့ Independence Day လွတ်လပ်ရေးနေ့ Mother's Day အမေများနေ့ April Fool's Day နောက် April Fool's Day ကတော့သိပါတယ် New Year's Day နှစ်သစ်ကူးနေ့ Halloween တစ္ဆေကြီးများနေ့ Valentine Day ချစ်သူများနေ့အစရှိသဖြင့်ပွဲတော်တွေအထူးခမ်းနားတွေနဲ့အားလျက်တွေရဲ့နာမည်တွေကလည်း proper nouns တွေပဲဖြစ်ပါတယ်အဲ့ဒါဆိုရင်ညီကုန်းချုပ်အနေနဲ့ပြောရမယ်ဆိုရင်အများနဲ့ဆိုင်တဲ့နာမည်တွေအများသုံးလို့ရတဲ့နာမည်တွေဆိုရင်တို့ကတော့ common noun အများဆိုင်တဲ့ဖြစ်ပြီးတဲ့အခါမှာတဦးတစ်ယောက်ချင်းစီရဲ့နာမည်တွေတဦးတစ်ယောက်ချင်းစီတစ်ခုချင်းစီနဲ့ဒါသက်ဆိုင်တဲ့နာမည်တွေကတော့ proper nouns တွေပဲဖြစ်ပါတယ်ဟုတ်ပါပြီဒီဗီဒီယိုလေးကိုကြည့်ပြီးတဲ့အခါမှာ common noun နဲ့ proper nouns ကိုနားလည်သွားမယ်လို့ထင်ပါတယ်နောက်ဗီဒီယိုတွေမှာပြန်တွေ့ကြမယ်အားလုံးကိုကျေးဇူးတင်ပါတယ်